ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်နော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအကိုမတွေမောင်လေးညီမလေးကျွန်တော်တီးပြမြန်တို့ YouTube channel ကနေပြန်လဲကြိုးဆိုပါတယ်ခင်ဗျာနော်73ရက်5လမှ16ရက်5လအထိတပတ်စာမွေးကနာကိုလည်းတင်ပေးထားဖြစ်တယ်ဒီနေ့ကတော့73ရက်5လ2025အင်္ဂါနေ့မနေ့ညတော့ကိုတင်ပေးထားခြင်းဖြစ်တယ်ကိုမိုင်နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့တောက်ကြနေရနှစ်တလုံးပိုင်နေရနေစက်မှန်အောင်မယ်သေးတယ်၄တလုံးပိုင်နဲ့နော်တောက်ကြနေမှာကျွန်တော်နှစ်တလုံးပိုင်လို့ပေးထားခဲ့တဲ့မနက်ဈေးမှာနှစ်တလုံးပိုင်လို့ပေးထားခဲ့တဲ့နေရာကအခုစက်မှန်အောင်မယ်ဆို၄တလုံးပိုင်ပါတယ်ခင်ဗျာအမှားမှန်လက်ခံနိုင်တဲ့လူတွေ၄တလုံးကိုပတ်မယ်တဲ့နော်အမှားမှန်လက်ခံနိုင်တဲ့လူတွေ၄တလုံးပတ်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေ၄တလုံးနဲ့ပေးထားတဲ့တတန်ဩနေရာလေးမှာ၄တလုံးနဲ့ပေးထားတဲ့ကဏ္ဍနေရာ40 44နဲ့49တဲ့10ပြည့်ပါဝါနဲ့ညီအပူ10ပြည့်ပါဝါနဲ့အပူတဲ့ခင်ဗျာနော်ကျွန်တော်ပေးထား၄တလုံးနဲ့ပေးထားတာ10ပြည့်ပါဝါနဲ့အပူတဲ့40 44နဲ့49အာပြီးတတန်ဩမယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေ၄တလုံးကိုပတ်မယ်တဲ့နော်73ရက်5လ2025အင်္ဂါနေ့မနက်ညနော်ဒါတနေ့စာပေးထားတာကျွန်တော်ရဲ့မိတ်ဆွေတကယ်လို့မနက်ပိုင်းမှာအောင်မြင်ခဲ့တယ်ဆိုတော့ကျွန်တော်နေ့ခင်းတနာရီလောက်ကိုညနေတစ်ချက်တက်လွှင့်ပေးမယ်အဲ့တော့မိတ်ဆွေတွေဒါဆိုလို့ရှိရင်တော့40နဲ့44 49 3ခွက်ကိုအာပြီးတတန်အောင်မယ်ဆို43 42 30 80နဲ့99ဆိုတဲ့ကဏ္ဍ3ခွက်ကိုကဏ္ဍ5ခွက်ကိုတော့မိန်းအောင်နေရာမှာထိုးမယ်ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ပေးနေကြအတိုင်းကဏ္ဍက10ခွက်နော်ကဏ္ဍက10ခွက်ဒါဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကျွန်တော်တစ်ချက်ပြောချင်တာကတော့ဒီနေ့အင်္ဂါနေ့မှာမဖြစ်မနေကြာမှာဗရိတ်ရှစ်တစ်မျိုးကြာရမယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့နော်ဗရိတ်ကကြာမှာဗရိတ်ရှစ်ဆိုတာကအင်္ဂါနေ့မှာတစ်မျိုးလာရပါမယ်တဲ့ခင်ဗျာနော်ဒါကတော့အင်္ဂါနေ့မှာကြာမှာဗရိတ်ရှစ်တဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေတွေဗရိတ်ရှစ်နဲ့ပတ်သက်တဲ့ခဏကဘာတွေပါလဲဆို44တို့99တို့ပေါ့80တို့ပေါ့ဒီခဏနေပါတယ်ကြိုက်နဲ့တက်ချင်ထိုးမကြိုက်မနဲ့တက်တဲ့အကိုမတွေမောင်လေးညီမလေးတွေကြော်သွားဒါဆိုရင်73ရက်5လ2025အင်္ဂါနေ့မနေ့ညတော့ပတ်တီးတီ4ပတ်တီးတယ်နော်ပတ်တီးတီ4ပတ်တီးတယ်40 44နဲ့49အာပြီးတတန်အောင်မယ်43 42နဲ့30 80နဲ့99အာပြီးမိန်းအောင်မယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကြိုက်နဲ့တက်မှာစောမကြိုက်နဲ့တက်ချင်မစောနဲ့ခင်ဗျအဲဒီတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ channel ကို subscribe မလုပ်တတ်လို့မကြည့်ရအောင်ဆိုတဲ့အကိုမတွေကျွန်တော်ဒီမှာလိပ်စာလေးရေးပေးတာအဲ့လိပ်စာလေးအတိုင်းကျွန်တော်ကိုဆက်သွယ်ပေးပါကျွန်တော်ရဲ့မိတ်ဆွေနော်လိုက်လိပ်စာလေးတိုင်းကျွန်တော်ကိုဆက်သွယ်ပေးလို့ရတယ်ခင်ဗျဒါဆိုရင်အကိုမတွေမောင်လေးညံမာလေးတွေဒီနေ့အင်္ဂါနေ့တစ်နေ့သာတော့ကိုကျွန်တော်ချပေးထားခြင်းဖြစ်တယ်ကြိုက်နဲ့တက်တဲ့အကိုမတွေစော့မယ်မကြိုက်မှန်းနဲ့တက်တဲ့အကိုအမတွေတယောက်မှမစော့ဘူးခင်ဗျနော်တတန်ဩနေရာမှာ40 44နဲ့49ပါတယ်ခင်ဗျဟုတ်ကဲ့မိတ်ဆွေများအားလုံးကျွန်တော်ရဲ့ခဏလေးနဲ့အောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်လိုက်ရှိုးလေး